ကျမှန်တယ် ကိုကျော်ဒီဒီမကြီးပေါင်ထားတဲ့ပတ်စံကုန်တော့မယ်တော့တော်လိုက်ပါတော့ဗျာ 10သိန်းကျပ်တယ် ဟာအဲ့ဒီစက်တဲ့ကုန်လို့ရှိရင်ခင်ဗျားမိသားစုကမှနေပါလေတော်ကြအိမ်ငှားနေကြတော့မရှိရဖြစ်တယ်ဗျာရလိုက်စမ်းပါတော့ စကားပြရတယ်ဗျာဟုတ်ဒီမှာ9သိန်းအစားဒီလက်ပွားပြီပုံပြီးတော့ရအောင်ဟုတ် ကဲဟုတ်တယ်ဟာဒီဗျာ ဟုတ်ပြီလေ ကိုကျော်ဒီခင်ဗျားတင်းကြစဉ်းစားပါဗျာအဲ့ဒီပတ်စံတွေအကုန်လုံးကျွန်တော်ရောက်လာရင်တော့ကခင်ဗျားရင်အလကားရလိုက်တယ်ဖြစ်သွားမှာနော်အာရုံးဝင်တက်လိုက် ကိုနေနိုင်လာဟုတ်လား တို့ဒီပတ်ဝန်းကျင်တော့အိမ်တလုံးဖမ်းမယ်ဆိုလာကဘယ်လိုလုပ်ရှိမလဲ ဘလို့အိမ်မျိုးလို့ကျင်တာလဲလုံးကျင်လားတိုက်ခါလား ဖြစ်နိုင်တော့လုံးချင်းပေါ့ရနိုင်ဘူးဆိုရင်တော့တိုက်ခါပေါ့ ဩကိုနေရလဲလုံးကျင်ဆိုရင်တော့တစ်လောက်2သိန်း3သိန်းလောက်ပေးရမှာပေါ့တိုက်ခါဆိုရင်တော့တစ်လောက်3သိန်းလောက်ဆိုရပြီဘယ်သူတင်ပါလဲ တို့မိသားစု ဟမ်ကိုထုံးတော့ဘာကိစ္စလဲ စိတ်မကောင်းပါဘူးတော့ပြောရင်ဒီစာချုပ်တွေဖတ်ကြည့်မယ် ကျမတို့ဘာလို့ရောင်းပါလဲမရောင်းပါဘူး မရောက်လို့မရတော့ဟိုမှာပြောတယ်အားလည်းဘယ်လိုမှပေါင်းနေပေါင်းလားလိုင်းလည်းမပြီးတော့လည်းအပြောက်ပြီးဆိုင်10သိန်းက စစ်ဆက်လိုက်တာကိုနေရဲ့အဲ့ဒါဘုံကပြက်ပြီဒီလိုရှင်းလို့ရတာရှင် မပြောနင်းလည်းဖေးရိုက်နေတဲ့မိမှာနင်းကိုချင်းစာတတ်မှာပေါ့ရှုံးနေဘယ်သူထားပြန်လို့လဲငါလည်းရမှာလို့ ညတော့တော့ကိုဘောအောင်ချောင်းထဲရောက်နေတော့တိုးမလို့ပါဘူးရှင် မတက်နိုင်ဘူးရေရှုံးနေတဲ့အချိန်မှာကြောက်တယ်ငါမမြင်ဘူးကြောက်လာလို့ငါလိုက်ကြည့်တာပေါ့ ဒါတော့ကျွန်တော်သတိပြုလို့လောက်ကြတာ ဘယ်ပြောလဲပါသက်ပိတ်ထားတယ်မှာကျိုးပြောမယ်ပြောတယ်မစလေးကြလေအဲ့ဒါလေးနေအေး ကိုနီကျမတို့ရေလိုပဲလက်စမနဲ့တိုးမလဲရပါလားကိုနီ စာချုပ် ဘာလို့ချက်နေရောက်တယ်ကိုတို့ကျမတို့စဉ်းစားပေးပါဦးရှင် ဘာပြောနေလဲငါကြီးငါလို့ငါရှင်းမယ်ငါတောင်းယူတယ်ဒီမှာ10သိန်းနဲ့အိမ်ငါမရအောင်ငါတောင်းယူတယ် ဒီစမမစင်မေးကျမရဒီမှာစင်မေးမပေးဘူးမဝါဗရန်ဒါအရှိ